စာသင်နည်းသုံးနည်းစာသင်နည်းဘယ်နှနည်းတစ်အလဂတ္တုပမစာသင်နည်းနှစ်ဗန္နာဂါရိကစာသင်နည်းတဲ့သုံးကနိတ္တရဏစာသင်နည်းတဲ့စာသင်နည်းဘယ်နှနည်းအလဂတ္တုပမဆိုတာမွေဖမ်းတဲ့စာသင်နည်းဟုတ်ပြီလားဘာဖမ်းတဲ့စာသင်နည်းကိုင်းနေကဲမွေစိုးကြီးတွေတွေ့ရင်ဖမ်းမယ်ဆိုရင်မပင်ပန်းဘူးလားကိုကြိုက်လိုက်မှကြောက်တာနဲ့ဟုတ်လားမွေမြင်ရင်ကိုပင်ပန်းတာဥမာမဝေးမြင်မယ်မဟောက်မြင်မယ်ဆိုကြောက်စရာကြီးအဲ့ဒါကြီးဖမ်းလိုက်တဲ့ခါမှာဖမ်းတော့လဲပင်ပန်းတယ်အဖမ်းမတက်လို့ तू ကကိုကြိုက်လိုက်ရင်လေကိုဘာဖြစ်မှာလို့သေမှာဟုတ်တယ်မလားအဲ့တော့တစ်ကမွေဖမ်းတာဟာပင်ပန်းတယ်ကြိုက်ရင်လေသေတတ်တယ်ဟုတ်ပြီနော်အလဂတ္တုပမစာသင်နည်းဆိုတာဒီတိုင်းရှင်များတို့တွေခုစာသင်ရတာမပင်ပန်းဘူးလားပင်ပန်းတာပေါ့ဗိုက်စာလဲကြက်ဗိုက်လေးအိတ်ချင်လဲစားကြက်ဟုတ်လားမကြက်ချင်လဲကြက်ကြက်ချင်လဲကြက်နေပူလဲကြက်မိုးအေးလဲကြက်အချမ်းလဲကြက်မကြက်ချင်လဲကြက်ကြက်ချင်လဲကြက်စားပြီးကြက်မနေရဘူးလားအဲ့ဒါပင်ပန်းတယ်ပင်ပန်းတဲ့ပြင်ကိုယ်စိတ်ထားကငါသာစာတတ်ပုဂ္ဂိုလ်ဖြစ်ခဲ့ဘဇုကိုတော့နှိပ်ကိုလိုက်မယ်ဘဇုကိုတော့တွယ်လိုက်မယ်ဘယ်ကောင်တော့ခေါင်းမထောင်နိုင်အောင်ငါလုတ်ပလိုက်မယ်ဆိုရင်အဲ့ဒါကိုင်းနေမွေဖမ်းသလိုဖြစ်သွားတာဟုတ်လားစာသင်လို့လဲပင်ပန်းတယ်အဲ့ဒီစာသင်လို့တက်လာလို့လဲအခုဘယ်ကိုပဲသွားမှာတော့ငရဲပဲသွားမှာဟုတ်ပြီလားဒါဆိုရင်အလဂတ္တုပမစာသင်နည်းသိပြီလားမွေဖမ်းရင်ပင်ပန်းတယ်ကြိုက်ရင်သေတတ်တယ်စာသင်တာပင်ပန်းတယ်စိတ်ထားမတက်ရင်ငရဲရောက်နိုင်တယ်ဟုတ်ပြီလားအဲကြောင့်ကိုရင်တို့တွေနံပါတ်1ကစာသင်တဲ့နေရာမှာစိတ်ထားကောင်းကောင်းနဲ့စာသင်ဟုတ်ပြီလားဘာကောင်းကောင်းနဲ့စာသင်အေးစိတ်ထားကောင်းကောင်းနဲ့စာသင်စိတ်ထားကောင်းကောင်းနဲ့စာသင်ဆိုတာနောက်ကဗန္ဒာဂါရိကစာသင်နည်းဒုတိယကပစ္စည်းဥစ္စာယရဏဗန္ဒာတွေကိုဘယ်သူမှမခိုးလို့မရအောင်သူတို့ထည့်ပြီးတော့သိမ့်တယ်မလားဗန်ထဲမှာရွှေတွေငွေတွေသိမ့်တယ်လို့ရှင်ဘုရားတို့ရဲ့ယင်တဲ့နှလုံးသားထဲမှာလည်းပိဋကစာပေတွေဘာလို့ကြလို့သိမ့်တာဟုတ်ပြီလားဘယ်သူရဲ့ပိဋကတ်တွေလဲမေးရင်ဘုရားရဲ့ပိဋကတ်တွေဘုရားဟောပါတဲ့နှစ်ပေါင်2500ကျော်နေပြီတို့ရှေ့ဆက်ဆက်ကမထေကြီးတွေဆောင်းပြီးလာခဲ့ကြတာတို့လက်ထက်မှာမဆောင်းမှုဆိုရင်ဒီဘန္နာတွေပျောက်တော့မှာငါတို့လက်ထက်မှာတော့အပြောက်မခံဘူးဟေးဆိုပြီးတော့ကိုရင်တို့ရဲ့နှလုံးသားထဲမှာသိမ့်တာဥစဉ်တို့ရဲ့နှလုံးသားထဲမှာသိမ့်တာအဲ့ဒါဗန္ဒာဂါရိကစာသင်နည်းလို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒီနီးနဲ့သင်ရင်ကိုရင်တို့တွေဘာလို့စာသင်နည်းကောင်းတယ်ဟုတ်ပြီလားနံပါတ်1ကမသင်တဲ့နံပါတ်2အလဂတ္တုပမစာသင်နည်းဟုတ်ပြီလားသင်ရင်လည်းပင်ပန်းတယ်တက်ရင်လည်းအပင်ငယ်ရဲ့ရောက်နိုင်တယ်ဟုတ်ပြီနော်ဗန္ဒာဂါရိကစာသင်နည်းဖရာရဲ့စာတွေတကယ်ယရဏစိတ်ယရဏမှန်တွေငါတို့မပြောင်းမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့စာသင်ကြဟုတ်ပြီနော်ဒီတဲ့ပို့ပြီးတစ်ဆင့်မြင့်လိုက်မယ်ဆိုရင်ကိုရင်တို့ဘာလဲလို့မေးလိုက်တော့နိတ္တရဏစာသင်နည်းနိတ္တရဏစာသင်နည်းဆိုတာမြတ်စွာဘုရားလက်ထက်ကယဟန္တာရှင်မြတ်တွေအများကြီးပေါ်ထွန်းသွားတယ်တီဟိုကျွန်းမှာဆိုရင်တဘာလှမ်းထားရင်ကောင်းကင်ကယဟန္တာတွေပြန်လွန်းလို့တဘာတော်မချောက်ဘူးလို့ကြားဘူးတယ်မလားအဲ့လောက်ကြီးယဟန္တာဖြစ်ကြတဲ့ယဟန်တွေအားလုံးဟာဘာကိုအခြေခံကြတယ်လဲမေးဒီပရိယတ္တိကိုအခြေခံတာပရိယတ္တိစာသင်တာမမှန်ရင်ကျင့်တာရောမှန်နိုင်ပါမလားကျင့်တာမှမမှန်နိုင်ဘူးဆိုရင်ပฏิဝေဒလို့ခေါ်တဲ့ဇံမဲ့ဖို့ရတာရောဖြစ်နိုင်ပါမလားဒါဆိုရင်ရှင်ဘုရားတို့သင်နေတဲ့ပရိယတ္တိဟာအခြေခံမကြဘူးလားကြတယ်ဒီအခြေခံပရိယတ္တိကိုပိုင်နိုင်အောင်သင်ပြီးတော့နောက်ဆုံးဘဝလွတ်မြောက်မှုကိုတို့ရအောင်ကြိုးစားမေးဆိုတဲ့စိတ်ဓာတ်မျိုးမွေးပြီးတော့သင်အဲ့ဒါဟာနိတ္တရဏစာသင်နည်းအကောင်းဆုံးစာသင်နည်းကိုရင်တို့ဟုတ်ပြီလားအေးအကြောင်းကနေ့ဖုံဖုံပြောပြတယ်စာသင်နည်း3မျိုးစာသင်နည်းဘယ်နှမျိုးလဲအေးစာသင်နည်း3မျိုးနဲ့စာသင်ကြဖို့1ဗန္နာဂါရိကစာသင်ဘာလို့အလဂတ္တုပမစာသင်နည်းမွေဖမ်းတဲ့စာသင်နည်းမွေဖမ်းရင်ပင်ပန်းနဲ့ကြိုက်ရင်သေတတ်တယ်
စာသင်တဲ့နေရာမှာစာသင်ရင်ပင်ပန်းတယ်စိတ်ထားမတက်ရင်ပင်ငရဲရောက်နိုင်တယ်အဲ့ဒါကြောင့်ကိုရင်တို့တွေစာသင်တဲ့နေရာမှာဘာရှိဖို့ရေးကြည့်တယ်လဲမေးရင်စိတ်ကောင်းရှိဖို့ရေးကြည့်တယ်ဟုတ်ပြီလားအဲ့ကြောင့်တောင်မြို့မဟာကန္တာယုံဆရာတော်ကြီးရဲ့စီကံထဲမှာသူအလွန်ကြိုက်မဟာကန္တာယုံဆရာတော်ရဲ့စီကံ10ချက်ထဲမှာကိုရင်တို့ဒီเจ้าက3ချက်ထဲပဲကျင့်သုံးကြည့်မဟာကန္တာယုံရဲ့စီကံ10ချက်မှာ1စိတ်ကောင်းရှိဖို့ပထမပါရှိဖို့ပထမအဲ့ဒါအခုဖះဟောတဲ့ဒီစာသင်နည်း3နည်းနဲ့မကိုက်ဘူးလားကိုက်တာပေါ့စိတ်ကောင်းမရှိဘဲနဲ့စာသင်မယ်ဆိုရင်ပင်ပန်းတယ်ကျူမများစားတော့တတ်တယ်စိတ်ကောင်းမရှိဘူးဆိုရင်ရောလကားပဲဟုတ်လားရုပ်တော့ချောတယ်စိတ်ကောင်းမရှိရင်လကားပဲစီးပွားဥစ္စာတော့ရှိတယ်စိတ်ကောင်းမရှိရင်လကားပဲဟုတ်ပြီလားရုပ်ကတော့မလှဘူးဒါပေမဲ့စိတ်ကလေးလှနေတယ်ဆိုရင်အဲ့ဒီကုစင်လေးတွေကိုရင်လေးတွေကြည့်ရတယ်ကြက်တည်းမရှိဘူးလားရှိတာပေါ့ဟာပညာကတော့ကြိုးတော်ကြိုးစားတယ်ကံအားလျော်စွာသူ့ရဲ့ကံမပါလို့စောင်းပွဲမအောင်တော်လဲပဲစိတ်ကောင်းလေးရှိနေရင်အဲ့ဒီကိုရင်လေးတွေကုစင်လေးတွေကြည့်ရတာကြက်တည်းမရှိဘူးလားအဲ့ကြောင့်စိတ်ကောင်းရှိရင်ကြက်တည်းရှိတယ်ကိုရင်တို့ဟုတ်ပြီလားအေးအဲ့တော့အလကတုပမစာသင်နည်းငွေဖမ်းတဲ့စာသင်နည်းမျိုးနဲ့စာသင်မဲ့အစားတဲ့တပည့်တော်ငယ်ငယ်ကစာသင်ခဲ့တဲ့ဆရာတော်ကြီးဩဝါဒပေးတာကတော့ခေါင်းမူးချုံအိတ်တာကမြတ်သေးတယ်ဒီလိုပြောဟုတ်လားဘာချုံအိတ်ခေါင်းမူးချုံအိတ်မသက်သာဘူးလားငရဲသွားမှချင်းတူအိတ်ပြီးသွားတော့သက်သာတယ်သူကဒါပြောတာဟုတ်ပြီလား